ဒါဆိုရင် KIA ကလက်ထွက်ဖြစ်တဲ့ AA ဒီလောက်အောင်မြင်နေတယ်တောင်ဘလောင်ဒီလောက်အောင်မြင်နေယာယီသမရကြီး KIA ရဲ့ထောက်ခံမှုနဲ့ဥဆောင်နေတဲ့ NUG ဘလောက်အောင်မြင်မလဲဆိုတာကိုကျွန်တော်တို့ကအချိန်ပေးဖို့ပဲလိုတာပြောချင်တာကထိုနည်းကောင် KNU ပေါ့ KNU ဆိုတာလေအထင်မသေးနဲ့ဗျာနော်1948ဦးနုလက်ထက်တည်းကစစ်အလွတ်လပ်ရပြီးတဲ့ကနော်မြန်မာစစ်တပ်ကိုပြန်ပြီးတော့တိုက်ခဲ့တာဦးနုကပြန်စော်ခဲ့တာပြီးတော့85နှစ်ကြာအခုလိုတက်မှ1 2 3 4 5 6ခုဆိုပြီးတော့မြန်မာနိုင်ငံနေပြည်တော်တော်များများကိုအခုသိမ့်ပိုက်ထိုင်းတာလေအစင်လာကြီးမားသောဒေါ်လာရေးတက်မတော်ကြီးဖြစ်တယ်သူကသူ DKB ခွဲထွက်တာတို့ပြီးအဲ့ဒါဘလောက်ဖြစ်ဖြစ် KNU ရဲ့ဒီဩဇာအာဏာဟာလေအလွန်အမတန်ကြီးမားတာဖြစ်တယ်အားလုံးပဲမင်္ဂလာပါနေ့စဉ်တည်ထူးများနဲ့စေရေးနိုင်ငံရေးများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ like and subscribe လုပ်ပေးထားပါရန်တောင်းဆိုပါတယ်ရှင်ဒါကြောင့်အဲ့ဒီနှစ်ဖွဲ့ပါနေတာကိုကဒီ NUG ရဲ့ဒီ KNU ကနိုင်ငံရေးနည်းနည်းတာတယ်တော့ KNU ကသူကအရက်ဘက်ဒီခေါင်းဆောင်တွေကဒီ KNU စစ်တပ်ကိုတာဝန်ယူထားတာဖြစ်တဲ့အတွက် KNU ကဒီပါတီနိုင်ငံရေးအစည်းအရုံးပေါ့တော့ KNU ကပို့ပြီးတော့ဒီမိုကရေစီနီးကြတယ်အဲ့တော့ KNU ဘိုလ်လူဆောင်တွေဆိုတာကရက်သားတွေများတယ်အဲ့လိုမျိုးအတွေ့အကြုံရှိတဲ့ဒီဂျိုင်းသားအဖွဲ့ကြီးတစ်ဖွဲ့က KNU ဒီ NUG ကိုဝိုင်းဝန်းပန့်ပေးဥဆောင်ပေးနေတာဖြစ်တဲ့အတွက်သူတို့ရဲ့စီယိုရေးစွမ်းအင်သူတို့ရဲ့စီရေးအတွေ့အကြုံ85နှစ်နိုင်ငံရေးပါတီဖြတ်သန်းမှု88တဲ့ကနေအတွေ့အကြုံရှိတဲ့ NLD ပါတီပြီးတော့တနိုင်ငံလုံးအထွေထွေထိုးစစ်ကြီးကိုအထွေထွေတပိတ်ကြီးကိုဥဆောင်နိုင်ခဲ့တဲ့တပိတ်ကော်မတီပါအများကြီးဥဆောင်ပါဝင်နေတဲ့ဒီမျိုးဦးတော်လှန်ရေးဟာကျွန်တော်တို့မျှော်မှန်းထားသောအထွေထွေထိုးစစ်ကြီးဖြစ်ကိုဖြစ်မှာအဲ့ဒါဒီ2026ပဲအခု2025ကိုကျွန်တော်တို့ကုန်ပြီ2026ကိုတက်လှမ်းတော့မှာဖြစ်တယ်အဲ့ဒီ2026ဒီကျွန်တော်တို့အများဆုံးမျှော်လင့်နေတဲ့ကျွန်တော်တို့မြင်ကျင်နေကြသောအထွေထွေထိုးစစ်ကြီးဖြစ်ကိုဖြစ်မှာအဲ့ဒါအတွက်လေမင်းအောင်လှိုင်တို့အုပ်စုကအပျော်တွေလွန်ပြီးတော့ရွေးကောက်ပွဲတွေလုပ်ပြီးအပျော်လွန်နေတဲ့အချိန်မှာကိုကျွန်တော်တို့ကကိုလိုစရာရှိတဲ့စိတ်ရည်ပြတ်မှတ်တွေလုံးမှာပြောချင်တာကဒီရွေးကောက်ပွဲကိုသနှောက်ရက်တာတို့အကြမ်းဖက်တာလို့ကျွန်တော်တို့ဘာမှအကျိုးမရှိပါဘူးเนาะဘာမှနာမည်ပြတ်တာပဲရှိတာပေါ့နော်ကိုယ့်ဘက်တိတ်ခါကြတာပဲရှိတယ်အဲ့ဒီသူတို့အပျော်လွန်နေတာကိုကျွန်တော်တို့ကအခွင့်ကောင်းယူပြီးတော့အရေးကြီးတဲ့စိတ်ရည်ပြတ်မှတ်တွေကိုတလက်မပဲရနှစ်လက်မပဲရတရက်ပဲတရွာပဲရနှစ်ရွာပဲရတမျိုးပဲရကျွန်တော်တို့ကလုံးမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့အလွန်အမတန်အစင်လာကြီးမားတဲ့ NLD အလွန်အမတန်အစင်လာကြီးမားတဲ့ KIA အလွန်အမတန်အစင်လာကြီးမားတဲ့ KNU အလွန်အမတန်အစင်လာကြီးမားခဲ့ကြတော့တပိတ်ကော်မတီပေါင်းစုံကနေပြီးတော့ဥဆောင်နေကြတာဖြစ်တယ်။ဆရာဒီဇာဆန်းတို့လိုအုပ်စုတွေရောတခြားအဖွဲ့အစည်းပေါင်းမြောက်များစွာပေါ့နော်။မြန်မာနိုင်ငံရဲ့အရွေ့တွေမှာတကယ်တမ်းတည်းဝင်ပါပေးခဲ့ကြတဲ့ခေါင်းဆောင်ငယ်တွေပေါ့အဲ့တော့ဒီလိုဖြစ်နေတာဖြစ်တဲ့အတွက်ဒီတော်လှန်ရေးဟာအရွေ့ကြီးတစ်ခုကိုရွေ့တော့မှာဖြစ်တယ်ကျွန်တော်တို့ရှောင်လွဲလို့လည်းမရတော့ဘူးမင်းအောင်လှိုင်လို့ကြောက်နေလို့လည်းမရတော့မင်းအောင်လှိုင်လို့လည်းရင်ဆိုင်ရတော့မှာဖြစ်တယ်ဒီလိုအလွန်အမတန်ဒုတေကြီးမားတဲ့ဒီတော်လှန်ရေးအင်အားစုကြီးကိုမင်းအောင်လှိုင်တို့အုပ်စုကမလွှဲမသွေရင်ဆိုင်ရတော့မှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ပြည်သူများအနေနဲ့ကအဲ့ဒီအတွက်ပြင်ဆင်ထားကြပါဒါပေမဲ့စစ်ပွဲတွေဖြစ်တဲ့အတွက်တော့နော်ဒါဆုံးရှုံးမှုတွေထိခိုက်မှုတွေသူတို့ဘက်ကရှုံးမဲပြီးတော့ဘုံကျဲတာဖြစ်တဲ့ရက်သားတွေကိုထိခိုက်တာတွေတော့ကျွန်တော်တို့အများကြီးဖြစ်လာနိုင်တယ်ပေါ့ဒါကိုလည်းကျွန်တော်တို့ဘက်ကအထူးသတိဝိရိယနဲ့တော့နေဖို့လိုတယ်ဖြစ်ဖို့လည်းအကြီးရှိတယ်ဖြစ်ဖို့ကနှစ်ခုပေါ့သူတို့ကလည်းသူတို့သာပြီးဆိုပြီးတော့သူတို့ကိုသူတို့မြောက်ကြွနဲ့ထိုးစစ်လာဆင်မာတွေလည်းရှိတယ်
ကျွန်တော်တို့ဘက်ကလည်းအဲ့ဒီသူတို့မြောက်ကြနဲ့ထိုးစစ်ဆင်တဲ့အားနည်းချက်တွေကနေပြီးတော့သူတို့မထင်မှတ်တဲ့နေရာကနေတနိုင်ငံလုံးအထွေထွေထိုးစစ်ကြီးလုပ်ဖို့ရှိတယ်အခုကျွန်တော်တို့စစ်တောင်းမြေဝမ်းကိုရထားပြီရခိုင်ပဲခူးရိုးမကိုရထားပြီရခိုင်ရိုးမကိုရထားပြီတန်လွင်မြစ်ကိုကျွန်တော်ကြီးစိုးထားပြီရန်ကုန်မန္တလေးလမ်းဟောင်းလမ်းသစ်ကိုလည်းကျွန်တော်ကြီးစိုးထားပြီမြန်မာနိုင်ငံရဲ့ပြည်တော်စုလမ်းမတော်တော်များများကိုကျွန်တော်တို့တပ်ဖွဲ့တွေကြီးစိုးထားပြီအဲ့တော့မန္တလေးတိုင်းမှာတခွင်မှာလည်းပြည့်စင်အောင်ကျွန်တော်တို့တပ်ဖွဲ့တွေရောက်နေပြီနော်စကိုင်းတိုင်းမှာတော့ပြောစရာမလိုဘူးအဲ့တော့အဲ့လိုမျိုးအနေအထားတွေဖြစ်တဲ့အတွက်2020နဲ့ဒီ2020နဲ့6ဒီကျွန်တော်တို့အားလုံးမျှော်လင့်နေကြတော့အထွေထွေထူးစစ်ကြီးဖြစ်လာတော့မယ်ဆိုတာကိုကြိုတင်နမိတ်ဖတ်လိုက်ရပါတယ်လို့အားလုံးကိုမင်္ဂလာပါကျေးဇူးများတင်ပါတယ်အဲ့တော့ဒါကြောင့်အားလုံးမင်္ဂလာပါကျေးဇူးများတင်ပါတယ်လို့เนาะဒါကျွန်တော်ဒီည live လေးကိုစာပြီးလွှင့်လိုက်တာပါမြန်မာနိုင်ငံမှာတော့မနေ့အစိုးရရှိအောင်ပဲကျွန်တော်ထင်တာထိုင်းမှာတော့မိုးလင်းနေပြီစင်ကာပူတို့တောင်ကိုရီးယားတို့ဂျပန်မှာလည်းမိုးလင်းနေလောက်ပါပြီအဲ့တော့အားလုံးမင်္ဂလာပါဒီကမ္ဘာအခင်းချင်းတွေကတော့အပြောင်းလဲတွေကအဓိကတော့အမေရိကန်အစိုးရအပြောင်းလဲကြောင့်အများကြီးအပြောင်းလဲဖြစ်တာပေါ့ကျွန်တော်တို့တသက်မှာဒီအမေရိကန်ကသူ့ရဲ့မဟာမိတ်ဒိန်းမတ်နိုင်ငံရဲ့ Greenland ကိုသိမ်းမယ်လို့ပြောမယ်ဆိုတာလုံးဝမမျှော်လင့်ထားတော့အကွက်ပဲတခါမှမစင်စားမိတဲ့အကွက်ပဲအဲ့တော့ကဘာကြီးကိုအော်အောင်လုံနိုင်တဲ့ trend လို့ပဲပြောရလိမ့်မယ်လုံးဝမထင်ထားတဲ့အကွက်ပဲနော်ဗင်နီဇွဲလားကိုသတ်တိုက်မယ်ဆိုတာလည်းလုံးဝမထင်ထားတဲ့အကွက်ပဲပြီးတော့တရုတ်ကိုမင်းကအာရှယူရုရှားမင်းကဥရောပကိုယူငါကတောင်အမေရိကကိုယူမယ်ဆိုတဲ့အကွက်ကလည်းလုံးဝမထင်ထားတဲ့အကွက်ပဲအဲ့တော့သမ္မတထရန့်ကတော့နေ့တိုင်းလူတွေမထင်ထားတဲ့အကွက်တွေကွက်ပြီးကွက်ထုတ်ပြနေတာပေါ့လေဒါကတော့ကျွန်တော်တို့တွေ့လိုက်ရမယ်ဒါကဘာအခင်းချင်းပေါ့အဲ့ဒီတိုင်းပဲအမေရိကန်နိုင်ငံသားတွေကိုအမေရိကန်နိုင်ငံသားပြန်ရုံမယ်ပြောတာတွေအမေရိကန်နိုင်ငံမှာတရားဝင်နေထိုင်ခွင့်ရထားတဲ့ permanent resident green card တွေကိုပြန်ရုပ်ပြီးမောင်းထုတ်မယ်ပြောတာတွေပြီးတော့အမေရိကန်နိုင်ငံကိုဟိုနိုင်ငံမလာအောင်ဒီနိုင်ငံမလာအောင်ဆိုဗီဇာတွေပိတ်မယ်လို့ပြောတာတွေအမေရိကန်သံမတ်တွေအားလုံးကိုပြန်ခေါ်တာတွေဒါတွေနောက်ပြီးတော့အမေရိကန်နိုင်ငံမြို့ကြီးတွေမှာစစ်တပ်ချတာတွေအမေရိကန်နိုင်ငံမြို့ကြီးတွေမှာရေခဲအဖွဲ့တွေကလူတွေကိုဖမ်းနေစီးနေတာတွေဒါတွေအားလုံးဟာကျွန်တော်တို့လုံးဝမတွေးထားတဲ့အကွက်တွေမဖြစ်နိုင်ဘူးလို့ထင်တဲ့အကွက်တွေပါပဲရှေ့လျှောက်လဲဘာအကွက်တွေလာအောင်လည်းဘယ်သူမှမသိနိုင်ပါဘူးအဲ့တော့အဲ့လိုအနေထားကြီးမှာကျွန်တော်တို့ရဲ့ຫນွေဦးတော်လိုင်းရေးကလေအဲ့လိုမထင်မှသမ္မတထရန့်လိုပဲမထင်တဲ့အကွက်တွေအများကြီးနဲ့အောင်ပွဲတွေဆင်လာဖို့ရှိတယ်ဆိုတဲ့အကြောင်းကိုဒါ positive thinking ပေါ့နော်အကောင်းမြင်အကောင်းဘက်ကနေစဉ်းစားပြီး soft power အနေနဲ့တင်ပြပေးလိုက်ရပါတယ်ကျွန်တော်တို့ဒီ never give up အမြဲတမ်းကျွန်တော်တို့ဘတော်မှရှုံးမပေးဘူးစားတဲ့နေ့တွေကနိုင်နေတာနောက်ထပ်လည်းနိုင်မှာကျွန်တော်အမြဲတမ်းပြောသလိုပဲကိုယ့်ရဲ့စိတ်ဓာတ်နဲ့ပဲဆိုင်တယ်ကိုယ်စိတ်ကိုပြောနိုင်မယ်ဆိုနိုင်မှာအဲ့တော့စိတ်ရဲ့ခွန်အားဟာအရာရာကိုဥဆောင်ပါတယ်အဲ့တော့စိတ်တိုက်ကြမယ်ကိစ္စတွေဟိုဘက်ကဝါဒဖြတ်တဲ့ကိစ္စတွေမစင်စားပဲငါတို့ဘလို့နိုင်မယ်ဘလို့လုပ်မလဲဘလို့လုပ်နိုင်ရင်ဘလို့လုပ်ကြမလဲဘလို့ဘွားကြီးကိုတိဆောက်ကြမလဲဆိုတာကိုပဲကျွန်တော်တို့စဉ်းစားကြဖို့လိုပါတယ်ညီပြေမှာရှိနေတဲ့ညီခင် PDF တွေမောင်နှမတွေကိုလည်းပြောချင်တာကတားငယ်သမီးငယ်တွေကိုပြောချင်တာကတဘာဝတရားကြီးနဲ့ကံကြမ္မာဟာညီငယ်တို့တားငယ်တို့ဘက်မှာရှိကိုရှိပါတယ်မကောင်းဆိုးဝါးဆိုတဲ့ဒီအာနာရှင်တွေဟာကြာကိုကြာဆုံးမှာသူတို့ကြာဆုံးခြင်းကိုသူတို့လက်နဲ့ကိုသူတို့ရေးပြီးသူတို့ကြာဆုံးအောင်လုပ်မှာသူတို့ရဲ့ကံကြမ္မာနဲ့သူတို့ရဲ့မိမိန်မှုတွေကနေကွာသူတို့ကိုဆွဲချသွားမှာဒီနေ့သူတို့လုပ်နေတဲ့ရက်ဆက်တဲ့ပုံကျဲမှုတွေအမေတော်စန်းစုကြည်ကိုလူမဆန်စွာညှဉ်းပန်းနှိပ်စက်နေတာတွေနိုင်ငံရေးကျင်းသားတွေကိုမတရားလုပ်နေတာတွေ
ပြည်သူတွေကိုမတရားလုပ်နေတာတွေအားလုံးဟာသူတို့ကြဆုံးခြင်းအတွက်သူတို့ဖန်တီးနေတာပဲသူတို့များများလှုပ်လေပြည်သူတွေကသူတို့ကိုများများမခွင့်လို့လေကျွန်တော်တို့မျိုးဦးတော်လိုင်းဘက်ကိုပို့ပြီးတော့နိုင်စေခြင်းလေပဲအဲ့ဒီစိတ်ခွန်အားကိုအဲ့ဒီ motivation ကိုသူတို့ကပဲပေးနေတာသူတို့ကအင်အားသုံးပြီးပြည်သူတွေကိုဘုံကျဲပြနေတဲ့ဒီဒေတီရဟတ်ဒီတွေနဲ့သူတို့ကဘုံကျဲပြနေတယ်ရက်ဆက်ပြနေတာဟာသူတို့ရဲ့ကြဆုံးခြင်းကိုသူတို့ကိုယ်တိုင်သူတို့ခြေနဲ့သူတို့လက်ရည်ပြီးဖိတ်ခေါ်နေကြတာပါမှန်ပါတယ်ငွေကြေးချမ်းသာမှုကတော့ဖွက်လို့ရမယ်ရွှေ့လို့ရမယ်ပြောင်းလို့ရမယ်ဒါပေမဲ့သူတို့ရဲ့ဩဇာအာဏာနဲ့မြမသမိုင်းမှာနာမည်ဆိုးနဲ့ကြော်ကြားပြီးသမိုင်းမှတ်တမ်းကမဲတင်ခံရမယ်ဆိုတာကတော့ဘယ်သူမှမငြင်းနိုင်ပါဘူးအဲ့ဒီထဲမှာအမေအောင်ဆန်းစုကြည်ကိုကောင်းမွန်ပြန်မလွတ်ပေးပဲနဲ့တခုခုလှုပ်လိုက်ရင်တော့သူတို့ရဲ့သမိုင်းကဘလောက်ရိုင်းမလဲဆိုတာသူတို့ကိုယ်တိုင်သိလာမှာပါဒါတော့ပဲကျွန်တော်ကပြောချင်ပါတယ်အဲ့တော့အချိန်ရှိသေးတယ်ကောင်းမွန်လှုပ်ပေးပါနိုင်ငံရေးကျင်းသားတွေအားလုံးကိုလှုပ်ပေးပါနော်သူတို့ဒီသူတို့မိသားစုနဲ့တွေ့ဖို့ထိုက်တန်တယ်သူတို့ရဲ့မိသားစုသားသမီးတွေနဲ့သူတို့မှတွေ့ခွင့်လည်းရှိတယ်အဲ့ဒီအချိန်ရှိနေတဲ့အချိန်မမောင်ခေါ်တော့ဗျာမထူးခဲ့ဘူးဆိုရင်တော့သူတို့ကြဆုံးဖို့သူတို့ရေးချယ်တယ်လို့ပဲကျွန်တော်တို့ကတော့သုံးသပ်ပါလိမ့်မယ်အားလုံးမင်္ဂလာပါကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့မယ်မနေ့အခုဒီမှာည10:40ရှိနေပြီမနေ့9:00ထားပါအားလုံးမင်္ဂလာပါ